တရားတီတောင်းလေးထောင်းပါမယ်ရိုးရတောင်းလေးပါမြင်တော့လည်းစားချင်တယ်ပေါ့နော်တရားတီကဘယ်လိုလဲမသိဘူးအမြင်ုံနဲ့တည်ကြစေတဲ့ဟာအောင်လို့လားမသိဘူးရေးစေးပြီးတော့တရားတီရေးစေးပြီးတော့ထောင်းလိုက်မယ်အဲ့လိုမျိုးလေးအခွဲချမ်းလေးဖြစ်သွားပြီဆိုလို့ရှိရင်မငြိုသီးစားနဲ့တလောက်ထည့်မယ်မောင်ကကြာစေးတကြမုံနော်စေးတကြမုံကဝယ်လို့ရှိရင်အသေးဝယ်လို့ရှိရင်ပေးရလေးသိရမလားအဲ့ဒါထည့်တယ်ပြီးရင်ထညက်ထည့်မယ်ငပိအရေးထည့်မယ်ပေါ့နော်ငပိရရိုးရငပိပေါ့နော်အဲ့လိုအထောင်းတွေပါနဲ့ထည့်ငပိထည့်တယ်မြင်ပါနော်ရတာထည့်တယ်ရတာထည့်လို့ရှိရင်တမအောင်မွေလိုက်တယ်ပေါ့နော်တမအောင်မွေပြီးဆိုလို့ရှိရင်တော့ရပါပြီအရင်စားချင်တယ်လို့ဒါပေါ့နော်ဈေးကြီးရဝယ်လာတာတိတ်တောင်ကိုမတတ်တာခြင်းမူရဟေးတလုံး3000နဲ့ဒီတိလေးကိုဒါပေမဲ့အရန်ကိုစားလို့ကောင်းတယ်ပေါ့နော်စားချင်တယ်လို့တန်ပါတယ်ကြည်အောင်ရုပ်ကိုမှကြည်အောင်စားချင်တဲ့ရုပ်လေးမလေးအခုအတစ်လောရင်းနဲ့တည်ကြထောင်းရင်းနဲ့တည်ကြကျေစုပါလိုက်လို့စားချင်နော်